ဟိုမှာရှေ့မှာနှစ်ကိုသမားနဲ့3ယောက်ပဲကျန်တယ်သူတို့2ယောက်နဲ့ဒီဘက်ကိုထိုးပေးလိုက်ရင်အသားလေးသွင်းအောင်မယ်ကဲဒီနေ့မှာတော့ကျွန်တော်တို့လီဗာပူးအသင်းကအခုဖြစ်နေတဲ့အနေအထားတွေပေါ့ဗျာလီဗာပူးအသင်းကအရင်ဆိုးဆိုးဝါးဖြစ်နေရတော့မဟုတ်ဘူးဒါပေမဲ့သိရမလားဟိုတယောက်နဲ့လူပေးမကစားတာတို့ဟိုတယောက်အထာတယောက်မတည်သေးတဲ့အနေအထားတွေပေါ့ဗျာအခုပိုဆိုးတာကတော့ Florian Wirtz ပေါ့နော် Florian Wirtz ကသူဘာလို့ဟိုကောင်းကောင်းမစော့နိုင်တာလဲဒါမှမဟုတ်သူအရင်တချို့အသင်းနေနဲ့တွေ့ရဆိုသူအရင်ချတယ်ဗျာအဲ့တော့လက်ခံတယ်ဒါပေမဲ့တချို့အနေအထားတွေမှာ तू လုံးနိုင်တယ်လို့လုပ်ပေးတယ်ပြီးတော့သူ့ရဲ့ဂိုးသွင်းခွင့်တွေအများကြီးပဲရတယ်ဗျာအဲ့ဒီဟာကိုသူ့ကိုလူမပေးတာတို့ဘာတို့ပေါ့နော်ဘယ်လိုဖြစ်လဲဆိုတာကိုကျွန်တော်လည်းတစ်ချက်တော့လိုက်ကြည့်ပေးကြပါအောင်အားလုံးပဲတစ်ချက်ကြည့်ကြမယ်နော်ဟုတ်ဗျာမဒီလုံးတွေဆိုရင်မကြည့်လိုက်ဒီလုံးတွေဆိုရင်မပေးလိုက်ရင်လုံးဝဂိုးနေတဲ့လုံးကြီးနေသိရမလားအဲ့လုံးတွေကိုဂိုးမပေးဘူးဒါလိုက်ကံမလိုက်တယ်အဲ့ဆိုတော့သူမရဘူးဂိုးမရဘူးဒီမှာဒီလုံးတွေဆိုရင်လည်းကြည့်လိုက်ဗျာညလူပေးတာနဲ့ဂိုးနေပြီသိရမလားနည်းနည်းလေးပဲပေးလိုက်ဒါပေမဲ့ဟိုဘယ်လိုစိတ်နေတဲ့ကံလဲတော့ကျွန်တော်လည်းမသိတော့ဒါပေမဲ့ဟိုအရင်ဖောင်ကအရင်ဆိုးနေတာတော့မဟုတ်ဘူးဒါပေမဲ့တချို့ချန့်နေအများကြီးပဲရှိတယ်ဒါပေမဲ့အဲ့ဒီချန့်တွေကိုကျွန်တော်တို့ဟို100ခိုင်နှုန်းအသုံးမချနိုင်တဲ့ခါကျတော့အရင်ပဲအဲ့လိုလွတ်သွားတယ်လို့တော့ကျွန်တော်ကတော့ထင်တယ်အမှအဲ့လိုမျိုးတွေပေါ့ဟိုမှာဒီလုံးဆိုကြည့်လိုက် Florian Wirtz ရှိတယ်နောက်မှာ Igitigi ဘုံဆွဲလာတာနော်ဒီမှာတယောက်ရှိတယ်ဒီမှာ Florian Wirtz ရှိတယ်အဲ့ဒါကိုကံမလိုက်တယ်ဗျာအဝေးကြီးပဲကျွန်တော်ဘလို့ဒီဘက်ကနီးတဲ့လူကိုပေးလိုက်ရင်ဂိုးနေတဲ့လုံးကြီးဗျာသိရမလားအဲ့ဒီဟာကို तू ကဘုံဖုံးဆိုကံမလိုက်တယ်အဲ့ဆိုတော့ဘလို့မှဆင်မပြေဟိုဘက်မှာလည်းစာလက်တစ်ကောင်ရှိသေးတယ်ဗျာခင်ဗျားတို့ပဲစဉ်းစားကြည့်လိုက်အဲ့ဒါကိုတကယ်တော့ဒီဟာဒီမှာအဲ့လိုတကူကောင်းဆန္ဒတွေများနေတာဗျာသိရမလားကံမလိုက်တယ်မရတော့ဟိုမှာဒီလုံးဆိုစာလက်စားလက်နော်ဟိုကြည့်ဟိုမှာအလဲကောင်ထိုးပေးလိုက်ရင်ပြီးနေပြီဒါပေမဲ့ဟိုစားလက်ကသိတယ်မလားဟိုဂိုးမရတာသိရမလားဟိုဂိုးလိုချင်တာတကြောင်ဂိုးလိုချင်တာတကြောင်ဗျဒီတော့ Florian Wirtz ကိုထိုးပေးလိုက်ရင်ဂိုးနေတယ်လုံးကြီးနေ Florian Wirtz သူ့ရဲ့အနေထားနဲ့သူတခြားတော့လောက်ပေးရဗျာသိရမလားဒါပေမဲ့ဟိုကစားသမားတွေဒီမှာဒီလုံးဆိုလည်းကြည့်လိုက်ဒါမန်ယူနဲ့ပွဲတော့အောင်ဟိုဘေးမှာ2ယောက်တော့ရှိတယ် Ora ပါလဲ Isak နဲ့ Florian Wirtz 2လုံးရှိတယ်2ယောက်လုံးရှိတယ်အဲ့ဒါကိုသူဘယ်ကြီးကံမလိုက်ဟိုမှာ2ယောက်ကဟိုမှာကြောင်ပြောက်နေဟိုမှာကြည့်ရောအဲ့လိုမျိုးအနေထားတွေပေါ့သိရမလားဒီပွဲတွေကတကယ်ဒါဒီလုံးတွေဝင်မယ်ဆိုရင်ပွဲဖြာတမျိုးတမီပြောင်းလဲသွားနိုင်တယ်ဗျာအားကြောင့်မို့လို့ဟို Igitigi ဆိုလဲမှကြည့်လိုက်အဲ့ဟိုက तू ကကံမယ်ဆိုတာကြီးဖုံတဖုံနဲ့ကံတကယ်ဟိုဒါဖြစ်လာဆိုတော့လည်းမဖြစ်ဘူးအဲ့လိုမျိုးပေါ့နော်ဟိုမှာဒီလုံးတွေဆိုလဲမှခင်ဗျကြည့်လိုက်ဗျာအဲ့လိုကြီးပဲဟိုမှာရှေ့မှာနှစ်ကိုသမားနဲ့3ယောက်ပဲကျန်တယ်သူတို့2ယောက်နဲ့ဒီဘက်ကိုထိုးပေးလိုက်ရင်အသားလေးသွင်းအောင်ဘာမှတော့လုပ်ချင်မလို့ဒါပေမဲ့တခါလေးကံမလိုက်တယ်ဆရာကြီးကဟိုမှာကြည့်ရောအားတို့ပဲစဉ်းစားကြည့်ဟိုမှာဒီကတော့သိရမလားမန်စီးတီးနဲ့ပွဲမန်စီးတီးနဲ့ပွဲမှာတော့ဟိုမှာလေစားလက်ကိုကြည့်လိုက်ဒီလုံးကြီးဗျာအမှနှစ်ယောက်ကြီးရှိတယ်သိရမလားနှစ်ယောက်ကြီးရှိတယ်ဒီမှာ तू ထိုးပေးလိုက်ရင်အဲ့လုံးကြီးကဂိုးနေပြီအဲ့ဒါကြီးကို तू ဟိုဒါလုတ်ပလိုက်တယ်အမေဟိုဒါပါလဲကံမလိုက်တယ်ဗျာဟိုကိုသမောက်မြှောက်ချလိုက်တာတိုင်ပေးနာနဲ့ပုတ်သွားတယ်အဲ့လိုမျိုးတွေပေါ့သိရမလားဒီဟာဒီမှာတော်တော်အဆင်မပြေတာတွေလည်းရှိတယ်ပေါ့အဲ့လိုပုံစံမျိုးဖြစ်နေတာဗျာပြီးတော့အဲ့ဒီမှာဂပိုတို့ဘာတို့ဟိုအဲ့ဒီ highlight ကြည့်တဲ့လူတွေရောပြီးတော့ပွဲစားဆုံးကြည့်တဲ့လူတွေဆိုရင်လည်းမြင်ပါပါသိရမလားဂပိုတို့ပိတ်ထားတယ်အရန်လွဲနေတာတွေဘာတွေအဲ့လိုမျိုးတွေကြောင့်မို့လို့ကျွန်တော်ကတော့လီဗာပူးအသင်းကဒီလိုမျိုးစိုးနေတယ်လို့အသင်းရဲ့ကစားပုံကဗျအဲ့လောက်ထိမစိုးဒါပေမဲ့ကစားသမားတွေတဦးချင်းတွေကနေပြီးတော့နည်းနည်းအဲ့လိုလိုအပ်ချက်လေးတွေရှိနေတာကြောင့်ဖြစ်နေတယ်လို့ပဲကျွန်တော်ကတော့မြင်ပါတယ်